lava Chinoru ye nya Tada ya tangeru ywa တို့အလဲတဲ့ရွာမှာငါတို့လောက်တတ်တိရှိတဲ့လူမရှိဘူးအေးဟုတ်တယ်ဓမြလာရင်တော့ဖမ်းပေးလို့ရတယ်စကားမဆက်ကြော်ကြီးတို့ရွာတွေကနှင်းမုံဆိုတဲ့ကောင်မလေးကိုငါတော့သဘောကျမင်းကလည်းလိုက်ပြောပေါ်တန်ခဲရသူဘက်ကတော့မသိဘူးငါဘက်ကတော့အတော်လေးကိုသေးချာနေပြီဖေးကောင်လေးတန်ခဲနဲ့ကြော်ကြီးထိမရတော့ဘာဖြစ်တာလဲနွားနှစ်ကောင်လှက်ပြီးအချိန်နဲ့ပြေးနေတာဟာငါနှင်းမုံလေးပါသွားဆိုတော့ငါနှင်းမုံလေးပါကိုတိုင်ကယ်မှဖြစ်တန်ခဲဒါမင်းရဲ့အခွင့်အရေးပဲမင်းကနှင်းမုံရဲ့နွားလဲကိုလိုက်ဖမ်းပေးလိုက်အခွင့်အရေးဆိုတာဒီတုံးယူတတ်ရတယ်ဆိုင်ကပဲသွားပြီဒီနေ့ပါတန်ငယ်ဒီမှာနွားတကောင်တို့တွေနွားစီးပြီးလိုက်ကြအဲ့နွားကစီးလို့ရလို့မင်းကလည်းနှင်းမုံအတွက်ဆိုအသက်ပင်သေးသေးဒုက္ခပါပဲနွားကလည်းနောက်ဘက်ပဲပြန်နေပြီရှေ့မသွားဘူးခနွားဟာကြော်အေးဟိုမှာနှင်းမုံရဲ့လေအမြန်လိုက်ကွာအေးပါရွာထဲမှာမင်းသူရဲကောင်းနာမည်တွင်အောင်တော့လုပ်ကွာနင်ဘာလောက်တာလဲငါနင့်ကိုလာခဲ့တာလေတေကောင်းမပြောက်ကောင်းကန်ကောင်းလို့ပေါ့ငါလာခဲ့လို့ပေါ့ဘာအခုမှရွာတွေကသူရဲကောင်းထင်အောင်နွားကတူတူပါသားအစာတွေ့လို့ရက်သွားတာငါကတော့တရွာလုံးသိအောင်ပြောရမှာပဲတန်ခဲကနှင်းမုံရဲ့ကဲတင်ရှင်ပဲဟာဘာမှမဆိုင်ဘူးကိုကျော်အေးနွားကသူ့ဘာသာရက်သွားတာအဲ့အချိန်မှာ तू ကလှဲပေါ်ခုန်တက်လာတာနှင်းမုံနင်ကလည်းအဲ့လိုမပြောပါနဲ့အမေလေးအဲ့ဒီအလဲတဲ့ရွာတရွာလုံးကကိုတန်ခဲဟာကျုပ်ရဲ့ကဲတင်ရှင်ပါဆိုပြီးတော့အထင်မခံနိုင်ပါဘူးတန်ခဲတို့ရွာအပိုင်းလေးကိုတော့ဒီမှာပဲရနာခွင့်ပြုပါနှင်းမုံကိုချစ်တယ်ဆိုရင်နောက်လာမယ့်အပိုင်းများကိုလည်းအားပေးပါအောင်ရှင်တန်ခဲတို့ရွာဇလန်းအပိုင်းများဦးတော့အဲ့ဒီကမောင်လွမ်းစုဆိုတဲ့လူကြီးကဖန်တီးထားတာပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်